ကျွန်တော်မေးလို့1949ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဒါနဲ့ကျွန်တော်အဲ့ဒါပြောချင်လို့1949ဖွဲ့စည်းပုံအခြေခံဥပဒေကဘာဖြစ်တာလဲပေါ့နော်1949အခြေခံဥပဒေဘာဖြစ်တာလဲဘာတွေမှားတာလဲနော်ဘာတွေပြဿနာတက်ခဲ့တာလဲအဲ့ဒါမေးလို့ကျွန်တော်နည်းနည်းရှင်းပြပေးချင်လို့ live ပြန်လွှင့်တော့ဆိုတော့1949ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည်ချင်လို့ရှိရင်အဲ့တော့အခြေအနေကိုနားလည်ချင်လို့ရှိရင်ကျွန်တော်1935တော့အခြေအနေကိုနားလည်ဖို့လိုတယ်အဲ့တော့1935တော့ကကျွန်တော်35တော့ Burma Act ဆိုလို့လုပ်တယ် Burma Act ဆိုတာကမာပြည်ကိုအိန္ဒိယကနေခွဲထွက်တဲ့အချိန်ပေါ့မြန်မာပြည်ကိုအိန္ဒိယကနေခွဲထုတ်ပေးလိုက်တယ်အချိန်လေးကိုကျွန်တော်နားလည်ဖို့လိုတယ်အဲ့တော့မြန်မာပြည်ကိုအိန္ဒိယကခွဲထွက်လိုက်တဲ့အချိန်မှာမြန်မာပြည်ကိုတိကျအုပ်ချုပ်မယ်ဆိုတော့ဗြိတိရှကမြန်မာပြည်ကိုအုပ်ချုပ်ဖို့အတွက်မြန်မာပြည်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွဲရတယ်။ Burma Act လို့ခေါ်တာပေါ့။မြန်မာပြည်အုပ်ချုပ်တဲ့ဟာပေါ့။ဆိုတော့ဗြိတိရှကဘယ်လိုစဉ်းစားလဲဆိုတော့ဗမာပြည်ကိုသူကဒီကျွန်တော်အကြောင်းရတစ်ခုစဉ်းစားလို့ရှင်ဗျာ။ဥပဒေအကြောင်းရစဉ်းစားရတယ်။နိုင်ငံရေးရစဉ်းစားရတယ်။လက်ရှိဂတိအမိထားရစဉ်းစားရတယ်။ဥပဒေအကြောင်းရစဉ်းစားရတယ်။ No sorry တမိုင်းအကြောင်းရစဉ်းစားရတယ်။ No လက်ရှိဂတိအမိထားရစဉ်းစားရတယ်ဒါမှသာလျှင်ကျွန်တော်ကအခြေအနေတစ်ခုကမျက်စိတင်ပြင်လာတာဆိုတော့မြန်မာပြည်ကိုဗြိတိရှတွေတိန်းတော့ရရှိခဲ့ဗမာပိုင်နဲ့ကိုဗြိတိရှကအဲ့တော့ကိုပိုင်အုပ်ချုပ်ရေးပေးတာဘာမှအပ်ဆိုတော့ဘာမှအပ်ဆိုလုပ်ပေးတာ1935ခုနှစ်မှာဒါပေမဲ့ဗြိတိရှအစိုးရကသူ့ကိုယ်တိုင်ဆက်တိုက်ပြီးနိုင်ငံရတဲ့နေရာတွေဗမာပြည်အောက်ကမဟုတ်တဲ့နေရာတွေကိုကြတော့သူတိချထားတယ်ဆိုတော့ဗြိတိရှကသူ့ခွဲအုပ်ချုပ်ရေးဆိုတာကကျွန်တော်တို့ကျောင်းမှာရှောက်လိန်ထားတဲ့သင်ခန်းစာဗြိတိရှကသူအုပ်ချုပ်တဲ့အခါမှာတော့ကိစ္စရေးတက်ကိုမအုပ်ချုပ်မလုပ်ခင်မှာတော့တေးချာချာလေ့လာတာဗြိတိရှတွေရန်လောက်တာမဟုတ်ဘူးဆိုတော့လေ့လာပြီးတော့မှကချင်နေရှမ်းနေနော်ချင်းနေဒီကရင်နေအစရှိတဲ့နေတွေကဗမာလောက်ခံနေမို့ဗမာပြည်လောက်ခံနေမို့ပေါ့အဲ့ဒါကြောင့်မလို့သူအဲ့ဒါကိုသူတိကျအုပ်ချုပ်နေတယ်လုပ်ပေးထားလိုက်တယ်ဆိုတော့ဒါသည်သူ့ရဲ့တမိုင်းကြောင်းအစင်လာရပေါ့အခြေခံပြီးတော့မှသူဥပဒေပြုလိုက်တာအဲ့တော့အင်းလေးကဥပဒေပြုတယ်ဆိုရင်လည်းပဲသူကဒလိထုံးတဲ့ဥပဒေဆိုတာသူအခါလေးပြတ်တယ်ပြတာရှိတယ်မြကချင်နေမှာဗမာအခုဆိုဗမာအုပ်ချုပ်ရေးဗမာတွေရန်လုံးမို့တယ်ဗြိတိရှခေတ်တော့ပြန်သူ့နေမှာသူ့အုပ်ချုပ်ရေးသူ့ဥပဒေနဲ့အုပ်ချုပ်ခိုင်းတာဒါဒီတောင်တန်းပြည်မှာဆိုတော့မဟုတ်ဘူးပြည်မဆိုတဲ့နေရာဒီဗမာပြည်နေရှိရဒီဗြိတိရှသိမ်းခဲ့တဲ့နေရာဒါကိုသူကဗမာအက်ဆိုတဲ့ကျွန်တော်ကရုပ်ောက်ပွဲကျင်းပပေးတယ်အဲ့တုန်းကအားလုံးမှတ်သားစရာကကရင်နီနယ်လို့ခေါ်တဲ့ကရားနယ်သည်အစင်အဆက်ဟိုးကင်းဝင်မင်းကြီးဒီမင်းတို့မင်းလက်ထက်ကစပြီးတော့မှကင်းဝင်မင်းကြီးနဲ့ဘေးရှာပေါ်ကျွန်လက်မထိုးပြီးတော့မှနော်သဘောတူတာရှိတယ်ဒါကကရင်နီဒေသသည်လွတ်လပ်တဲ့ဒေသဆိုတော့လက်မထိုးတော့မြန်မာပြည်နဲ့မကျူးကျော်နဲ့ဗြိတိရှအစိုးရလည်းမကျူးကျော်နဲ့ဆိုလုပ်တယ်အဲ့တော့ကရင်နီဒေသကရားပြည်နယ်ဆိုရင်အစင်အဆက်ကဒီကတခါမှအင်္ဂလိပ်လောက်မရောက်ဘူးဗမာလောက်လည်းတခါမှမရောက်ဘူးဒီနောက်ပိုင်းမှာ1949ဖွဲ့စည်းပုံအခြေခံဥပဒေမှာလာပေါင်းတော့မှသူတို့ကရားပြည်နယ်လည်းလာကြတာပဲရင်းတော့ကရင်နေလို့ခေါ်တာပေါ့ဆိုတော့1935အခြေအနေကိုကျွန်တော်နားလည်ဖို့လိုတယ်1935မှာဗမာပြည်ကိုအင်္ဂလိပ်အိန္ဒိယနေခွဲထုတ်ဖို့ကြိုးစားတယ်ခွဲထုတ်တဲ့အခါမှာမြန်မာပြည်ကိုအုပ်ချုပ်ဖို့အတွက်Burma Act ဆိုတာဆွဲတယ် Burma Act ဒီဗမာပြည်ရှိရသိမ်းလာတဲ့နေရာဗမာအဲ့တော့မျိုးသားလူစားလူတွေပေါ့ပြန်ပေးတာပဲဟုတ်ချင်ခိုင်းတာပဲဒါမှလည်းကချင်တို့ချင်းတို့ရှမ်းတို့အဲ့ဒါမပေါအောင်ဒါမှလည်းဘာဝါလဲဆိုပြီးမှတယ်မှာအဲ့တော့ဗမာပြည်ကသိမ်းထားတဲ့နေရာဖြစ်တဲ့မော်နယ်တို့ရခိုင်နယ်တို့ကရင်နယ်တို့ပါပါတယ်ဆိုတော့ကရင်နယ်ဆိုလို့ရှိရင်တကယ်တော့အဲ့ဒီအချိန်တုန်းကတိချာနယ်ကြီးကိုအင်္ဂလိပ်ဆိုရှယ်တောင်းတယ်ဒါနဲ့
အဲ့တုန်းကကျင်းပတဲ့လွတ်တော်ရွေးကောက်ပွဲကိုကရင်တွေကဝင်ပြိုင်လို့ဗမာပြည်မှာလည်းပါသွားတာကရင်ကအဲ့တုန်းကအဲ့လိုမျိုးနိုင်ငံကြီးကငါတို့ဗမာနဲ့မဆိုင်ငေါတိချဆိုရင်အဲ့ကတည်းကပြည်မှာလည်းမပါသွားဘူးနောက်ရခိုင်ဆိုတာကလည်းပဲအစင်အဆက်ကလွတ်လပ်တဲ့နိုင်ငံဘိုးတော်ဖျားကရခိုင်ကိုသွားသိမ်းတာဘိုးတော်ဖျားသိမ်းပြီးနောက်သူတော့မတက်တာဘာကြီးတော့သူ့ရဲ့မြေးပေါ့အဲ့ဒီလက်ထက်မှာအဲ့တော့ရခိုင်ဒီလည်းပဲဗမာလောက်မှာအကြိုင်းရှိကြတာမဟုတ်ဘူးအဲ့တော့ဗမာကြတော့အင်္ဂလိပ်ရှင်လွတ်လပ်လို့ကျင်တယ်ပြီးတော့ဗမာကိုယ်တိုင်ကျတော့ရခိုင်ကိုလွတ်လပ်မပြီးကျင်ကြတာတကယ်တော့ရခိုင်ဒီကိုတီကိုနဲ့ကိုကျန်နန်းနဲ့နေကြတာမွန်လည်းပဲကိုတီကိုနဲ့ကိုကျန်နန်းနဲ့နေကြတာကိုတီကိုနဲ့နေခဲ့တဲ့အားဒီတော့မွန်နဲ့ရခိုင်လည်းဒီမှာလည်းမပါတယ်ဆိုရင်တိတ်ချနေမြည်တွေပဲဆိုတော့1935အရာဗမာ act ကိုလုပ်တယ်ဗမာ act အရာကို proper ဗမာဆိုဖြစ်လာတယ်ဆိုတော့လွတ်လပ်ရေးယူမယ်လို့စဉ်းစားတော့အင်္ဂလိပ်တွေကရှင်းရှင်းလေးပဲဗမာပြည်လွတ်လပ်ပေးမယ်ဆိုရင် proper ဗမာနဲ့ပဲဆိုင်တယ်ဘာလို့ဒါကဗမာပြည်ရှိသိမ်းခဲ့နေပြီလေကျင်းတဲ့နေရာသူ့ပုံဆက်သိမ်းထားတာတော့ချင်းကလည်းဗမာပြည်နေပြပါအောင်မဆိုင်ကချင်ကလည်းဗမာပြည်နေလည်းပါအောင်မဆိုင်ရှမ်းကလည်းဗမာပြည်နေလည်းပါအောင်မဆိုင်ရှမ်းဆိုတာကဒီထိုင်းဘက်ကိုလည်းပဲသူအလင်းတဲလို့ရှိရင်လက်ဆောင်ပနာပေးတယ်ဗမာဘက်ကိုလက်ဆောင်ပနာပေးတယ်သူ့ဘက်ကသူ33နယ်ရှိတယ်နော်ရှမ်း Federal ပြည်တော်စုဆိုတာ Federated Shan States ပေါ့ဆိုလိုမျိုးရှိတာဆိုတော့အဲ့ဒါတွေကဗမာဒီပြည်မနဲ့ဘာမှမဆိုင်နဲ့တော့လွတ်လပ်တဲ့တိကျလွတ်လပ်တဲ့နိုင်ငံတွေအဲ့ဒါတွေကကင်းနီဆိုရင်ကျွန်တော်အစောကပြောလို့ပဲအစင်အဆက်ပဲတောက်လျှောက်ကိုပဲလွတ်လပ်တဲ့နိုင်ငံနော်အဲ့တော့လွတ်လပ်ဒီအင်္ဂလိပ်သိမ်းတဲ့အချိန်ထိလွတ်လပ်တဲ့နိုင်ငံတွေဆိုတော့ကချင်ချင်းရှမ်းကရင်နီဒီအင်္ဂလိပ်သိမ်းတဲ့အချိန်ထိမပြည်အင်္ဂလိပ်သိမ်းတဲ့အချိန်ထိတိကျလွတ်လပ်တဲ့နိုင်ငံတွေဖြစ်တယ်ဆိုတော့မပြည်လွတ်လပ်ပြန်ပေးမယ်ဆိုတော့အဲ့နေရာတွေမပေါဘူးပေါ့ဒါရှင်းရှင်းလေးပဲဒါတကောကိုချိုအုပ်ချုပ်ရလည်းမဟုတ်ဘူးဒါတမိုင်းကြောင်းရလည်းမှန်တယ်ဥပဒေကြောင်းရလည်းမှန်တယ်မြေပြင်အနေထားရလည်းမှန်တယ်နော်အဲ့တော့အင်္ဂလိပ်သိမ်းတဲ့အချိန်မှာဒီနေရာတွေအားလုံးကဒီနေရာတွေများသည်ဗမာလောက်မှာရှိနေဆိုတော့လွတ်လပ်ပြန်ပေးမယ်ဆိုတော့လည်းပဲဒီနေရာတွေပါစရာမလိုဘူးပေါ့နော်အဲ့လွတ်လပ်ပေးတာမှမဟုတ်ဘူးဗမာပြည်ကိုအင်္ဂလိပ်ကအိန္ဒိယနေခွဲထုတ်တဲ့အချိန်လေးကဗမာအိုက်တယ်မှာအဲ့ဒီကချင်နဲ့ချင်းနဲ့ရှမ်းနဲ့မပေါဘူးကရင်နီနဲ့မပေါဘူးဆိုတော့ proper ဗမာနဲ့မပေါသွားလေရခိုင်နဲ့မွန်နဲ့ဆိုတော့လည်းပဲတိကျအစင်လာရှိတဲ့ဗမာနဲ့တူတူအစင်ရှိတဲ့ဗီယက်နိုင်ငံတော်တွေဆိုတော့အဲ့လိုအခြေအနေဖြစ်တာဆိုတော့လွတ်လပ်ယူမယ်ဆိုတော့ဆောင်းပြောလို့ပဲလွတ်လပ်ယူမယ်ဆိုတော့အင်္ဂလိပ်သိမ်းနေတဲ့နေရာဖြစ်တဲ့ဗမာနယ်ပဲလွတ်လပ်ပြီးမှာပေါ့ဒါကျွန်တော်တမိုင်းကြောင်းရလဲမှန်တယ်ဥပဒေကြောင်းရလဲမှန်တယ်နော်ဒီဗမာပြည်မှာပိုင်တဲ့ကချင်နဲ့ဘလို့ပါမှာလဲဗမာပြည်မှာပိုင်တဲ့ချင်းနဲ့ဘာလို့ပါမှာလဲဗမာပြည်မှာပိုင်တဲ့ရခိုင်နဲ့ဘာလို့ပါမှာလဲအင်္ဂလိပ်ကဗမာပြည်သိမ်းပြီးတော့အတိုးနဲ့ပြန်ပေးရမယ်လွတ်လပ်ပေးရမယ်ဆိုတာမျိုးတောင်းလို့မရဘူးလေနော်အင်္ဂလိပ်သိမ်းထားတဲ့နေရာပြန်ရမှာပေါ့ဒါရှင်းရှင်းလေးပဲအင်္ဂလိပ်ကရှင်းရှင်းလေးသူပြောတာငါတို့သိမ်းထားတဲ့နေရာဒီ proper ပါမှာပဲငါပြန်ပေးမယ်ဒီတော့အဲ့လိုမျိုးလွတ်လပ်မရခင်တော့1935ဘာမှအဆွဲတော့ကလည်းပဲ proper ဘာမှပြည်မပေါ့အဲ့ဒါကိုပြီးလိုက်တာဆိုတော့ဒါပဲပေါ့မင်းတို့လွတ်လပ်ရမှာဒါပဲပေါ့ငါယူထားလိုက်တာငါယူထားတာဒါပဲကျန်တာငါဆက်သိမ်းထားတဲ့နေရာလေးဆိုတော့အဲ့မှာလည်းပဲဘိုးကျောင်းဆန်းကအချင်းနေရှမ်းနေချင်းနေနဲ့ဆွေးနွေးတယ်ဟုတ်တယ်ခင်ဗျားတို့ကတော့လွတ်လပ်တဲ့နိုင်ငံတွေဖြစ်တယ်ကျုပ်သိတယ်နော်ကျုပ်ကတော့ပြည်မကောင်းဆောင်ဟုတ်တယ်ပြည်မကောင်းဆောင်ဘိုးကျောင်းဆန်းပေါ့နော်ပြည်မကောင်းဆောင်ဟုတ်တယ်နော်ဘိုးကျောင်းဆန်းဒီကချင်ကောင်းဆောင်မဟုတ်ဘူးနော်ချင်းကောင်းဆောင်မဟုတ်ဘူးနော်ရှမ်းကောင်းဆောင်မဟုတ်ဘူးနော်ကရင်နီကောင်းဆောင်မဟုတ်ဘူးနော်တောင်ရှင်းလင်းမို့လို့လေဆိုတော့ကျွန်တော်တို့မပြည်မှာလည်းပဲတောက်လျှောက်ကအဲ့ဒီတရားသွားဆောက်တာတို့ဘိုးကျောင်းဆန်းရုပ်ထုလုပ်တာတွေကမပြည်ကိုပြဿနာတက်စေကြတော့ဆိုတော့အဲ့တော့ဘိုးကျောင်းဆန်းဒီပြည်မကောင်းဆောင်ပြည်မမှာတော့မှရခိုင်နေမုံနဲ့ကောင်းဆောင်မဟုတ်ဘူးကရင်နဲ့ကောင်းဆောင်မဟုတ်ကရင်နဲ့ကောင်းဆောင်စောပါဦးကြီးဗမာကောင်းဆောင်ဆိုတော့ထားပါတော့ဒီလူမျိုးရဆိုဗမာကောင်းဆောင်ဆိုရင်ဒီဥပဒေချုံရတော့ပြည်မကောင်းဆောင်ပေါ့ရှုပ်မသွားနဲ့နော်ရှုပ်မသွားနဲ့လူမျိုးရဆိုဗမာကောင်းဆောင်ဒါမှမဟုတ်ဥပဒေချုံရဆိုရင်ပြည်မကောင်းဆောင်
ဘော1935ဘာမှအက်ရဖြစ်လာတဲ့ဒီပြည်မကိုဗိုလ်ချုပ်အောင်ဆန်းကအတိုင်းပကန်ဒီ British တွေအတိုင်းပကန်ကောင်စီထဲမှာဒုတိယဥက္ကဋ္ဌလုပ်တာဟုတ်သူကနိုင်ရဲဝင်ပေါ့ဝန်ကြီးချုပ်ပေါ့လုပ်တာဟုတ်အဲ့တော့ကဒီပြည်မရဲ့ဝန်ကြီးချုပ်ကဗိုလ်ချုပ်အောင်ဆန်းဆိုတော့သူကဗိုလ်ချုပ်အောင်ဆန်းကချင်းနေဒီကချင်းနေရှမ်းနေနဲ့ဆွေးနွေးတယ်နော်ခင်ဗျားတို့ကအဲ့တော့ KND ဆိုတာ KND ကလွတ်လပ်တဲ့နိုင်ငံညာတော့ဟို KND ဆိုတော့ဒီဘက်ပြည်တော်စုဖွဲ့မှာကြီးအောင်မဆိုင်ဘူးလွတ်လပ်ပြီးသားလေသူကအများအင်္ဂလိပ်ကျော်မှဖြစ်ခဲ့ဘူးနဲ့ KND ဆိုတာအဲ့ဒါမျိုးလေးအခြေအနေကဆိုတော့ဘိုးကျောင်းဆန်ဆွေးနွေးတယ်မင်းတို့ကြီးပဲနေမယ်ဆိုလို့ရှိရင်လည်းခင်ဗျားကြီးပဲနေမယ်ဆိုတော့အကျိုးမရှိဘူးကျွန်တော်လည်းခင်ဗျားနဲ့ပေါင်းပြီးလွတ်လပ်ယူကြရအောင်အဲ့တော့ငါတို့အားလုံးကဒန်းတူကြီးတူရှိတဲ့ပြည်တော်စုဖွဲ့စည်းနေအဲ့တော့နော်ဒီပြည်မကလည်းပဲတစ်ဆိုရင်ကချင်ကလည်းတစ်ဟိုရှမ်းလည်းတစ်အချင်းကလည်းတစ်ပေါ့ဒါမျိုးနဲ့ကျွန်တော်ကဒီနေလေးနဲ့ပေါင်းပြီးတော့မှလွတ်လပ်ယူတာလွတ်လပ်တဲ့နေလေးနဲ့လွတ်လပ်တဲ့နေလေးနဲ့ပေါင်းပြီးတော့မှလွတ်လပ်ယူတာဒါဒီပင်လုံးစာချုပ်လွတ်လပ်တဲ့နေလေးနဲ့ပေါင်းပါမယ်လို့စာချုပ်ချုပ်တာပင်လုံးစာချုပ်ဆိုတော့ကျွန်တော်တငယ်ချင်း၄ယောက်ပေါင်းမယ်ပေါ့တငယ်ချင်း၄ယောက်ပေါင်းမလို့ပြောပြီးတော့မှအဲ့တငယ်ချင်းတစ်ယောက်ကလူပေါင်းအနိုင်ကျင်ခဲ့တဲ့ဇလန်လူလေကြတဲ့ဇလန်ဒီလူဇလန်နေလေးနဲ့ပေါင်းမယ်တငယ်ချင်း၄ယောက်ပေါင်းမယ်ပေါ့ဆိုတော့အဲ့တော့လုံးလေးယူပြီးတော့ကျွန်တော်1940ခုနှစ်ဖွဲ့စည်းပုံအခြေခံရေးဆွဲတယ်ရေးဆွဲတော့အဲ့ဒီအချိန်မှာပဲများတို့အဲ့ဒီအချိန်မှာပဲဒီစောဘဦးကြီးဥဆောင်ပြီးတောင်းဆိုတော့1940ဒီလွတ်လပ်ရေးမြူကင်မှာဗိုလ်ချုပ်အောင်ဆန်းကရင်နဲ့ဆွေးနွေးပြီးတော့ကရင်ကြီးနေပေးမယ်လို့သဘောတူလိုက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကရင်ကြီးနေပါသွားတဲ့အတွက်ကြောင့်ကချင်ကနေတစ်ခုချင်းကနေတစ်ခုရှမ်းကနေတစ်ခုကရင်နီကနေတစ်ခုပြီးတော့ကရင်ဒီကရင်ကိုနော်ကရင်ကိုလည်းပဲတော့တိချာပြည်နေပေးမယ်ဆိုတော့အားလုံးပေါင်းနေ9နေနော်တစ်ဖက်ကပြည်မနေ9နေနဲ့ပြည်မနဲ့ပေါင်းနေဆိုတော့မှပထမအဆုံးအလံမှာအလဲရချေအကြီးတစ်လုံးနော်တော့အရင်ကျဲ9လုံးနဲ့စဇလန်အလီယာစတာပဲဒန်းတူညီများပါတယ်ပြောပြီးတော့မှကျဲအားစမညီတာ1940ခုနှစ်ပြဿနာအစတည်တာပဲ1940ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဿနာအစတည်တာပဲဒန်းတူညီများပါလို့ပြောတယ်နောက်ဆုံးကျဲအားစပြီးမှအကြီးဖြစ်တယ်ကျွန်တော်တိုင်းသားဒီနေတွေကတင်းပြည်နယ်မို့လို့နေနော်ပြည်နယ်ဆိုရင်ပြည်ထောင်နေပေါ့တိုင်းသားပြည်ထောင်နေစုတာတော့ကျွန်တော်တို့ကပင်လုံစာချုပ်ချုပ်တုံးကတော့ပြည်ထောင်၄ခုစုကိုချုပ်တာပြည်ထောင်၄ခုဆိုတာကပြည်မရဲ့ကချင်ရဲ့ချင်းရဲ့ရှမ်းရဲ့ပြည်ထောင်၄ခုပေါ့နော်တိကျလွတ်လပ်တဲ့ပြည်ထောင်၄ခုပေါင်းပြီးတော့မှပြည်ထောင်စုနေဆိုမှပြည်ထောင်စုလားပြည်ထောင်စုတဲ့အခါကျတော့1940ခုနှစ်ဖွဲ့စည်းပုံအခြေခံမူရေးတော့အဲ့တော့ကော့တူးလေးဆိုကရင်ကိုလည်းပဲနော်ပြည်ထောင်ပေးမယ်ဆိုတော့ကော့တူးလေးပေးတယ်အဲ့တော့ကျေးရ9ခုဖြစ်သွားတယ်ကျေလေးရနော်ကရင်နီနယ်ကိုလည်းပဲအစင်အဆက်လွတ်လပ်ခဲ့တဲ့ကရင်နီနယ်ကိုလည်းပဲထည့်လိုက်တော့ကျေသေးလေးက9ခုဖြစ်သွားတယ်ဒီကျေသေးလေး9ခုကျေအကြီးကြီးတစ်လုံးကအဲ့ဒါဒီနမိတ်ပုံပဲဗျာနမိတ်ပုံပဲအဲ့ဒီကစတာပဲဆိုတော့အခုကျွန်တော်ခင်ဗျားတို့တစ်ခုလေးပြောပြမယ်ဆိုတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်နဲ့ဘာကွာလဲဆိုရင်နည်းနည်းလေးကျွန်တော်ရှင်းပြချင်တယ်ဒီမိုကရေစီဆိုတာကဘောင်နားလည်မှာကျွန်တော်ရှင်းဆက်ပြောပြမယ်ရပါဒီမိုကရေစီဆိုတာကလူတို့အုပ်ချုပ်ရေးစနစ်ပြောရင်လူများစုအုပ်ချုပ်ရေးစနစ်ပေါ့လူများစုအုပ်ချုပ်ရေးစနစ်မှာကျတော့လူများရင်မဲများတယ်ပေါ့နိုင်တယ်ပေါ့ဆိုတော့ဒီအိမ်၄ခုပေါင်းထားတဲ့ကိစ္စမှာကျတော့အိမ်၄ခုနောက်ပိုင်းအိမ်6ခုပေါ့ပြည်တော့ပြည်ထောင်သေးလေးက5ခုကချင်ချင်းရှမ်းကရင်နီ5ခုနော်ဒီပြည်မတစ်ခုဒီ6ခုပေါင်းတဲ့အခါမှာနော်အိမ်6လုံးပေါင်းပြီးတော့မှအိမ်ကြီးတစ်ခုလောက်တာပေါ့အိမ်ကြီးတစ်ခုလောက်တော့ဝင်းကြီးတစ်ခုလို့ဝင်းကြီးပေါ့နော်အိမ်6ခုပေါင်းဝင်းကြီးတစ်ခုလောက်တာပေါ့ဝင်းကြီးတစ်ခုလောက်တော့အဲ့ဒီအိမ်တစ်လုံးမှာနေတာကလူရောက်100လောက်ရှိတယ်ကျန်တဲ့အိမ်9လုံးမှာဆိုတော့လူ4 5 6ပဲရှိတယ်ဆိုတော့အဲ့ဒီဝင်းကြီးထဲမှာတစ်ခုဆုံးဖြတ်တိုင်းမှာမဲခွဲဆုံးဖြတ်ဒွန်းနိုင်တယ်
那应激嘛，有点老些，那应阿罗嘛，还要超要可能要他会些，这喽，但是你个千里、山里、千里呢，地马的挂着哩，哎呦，每块送票路线，不要不路线哩，他的历史可能个，这个嘛呗，他的 democracy， 他们呢，哎 democracy 是那个呗，不嘛过多，那么话是，他们呢，哎那么偏路多，每块这种你也差嘞，这种你也差嘞是哪样？这种第一个路也出家呢。故事来说，然后到第二个，路也年年秒秒，就别谁都玩嘞，路到，然后他路到呢，俺路到了考嘞，然后那真的表嘞5毛片，孙女们说，那起码也个钱山，给你说的，提倡哪个耶？起码说的提倡的苦耶，提倡这个帮助了嘛？提倡思路的看嘛？而你硬敲路。为的苦的嘛，他来看嘛，因这路啊，旅游的样西的嘛，真的因阿龙的，对嘛？路线要呢，所以呢，让我拿这个西，那对嘛，路线要关系，所以每块人，喏，第八节的阿龙嘛都没嘞，我那边嘞，比嘛说嘞，嘛会都没，反正每块都没人聊，要的样西哩。我们俺一帮嘛要俺这个西嘛，哦，是咯，democracy 是那样没个不是的，旅游地啊是个因为哪一年？是咯，把路来说 ，OK， 旅游阿天咯，旅游出家呢是旅行，就是，我们咯，熬路到他，他路到嘛咯，但因为那样是哪个？超越所以是那样他呗，一生要个是没亏没，哎到，比嘛多嘞那样呗，我不讲。平常外国多嘞，你要是呗，生要他玩的嘛表了吧？生要对没所以，那比嘛路我们来咯，哎都，熬路到嘛咯，路到苦嘛咯，路也那样来送起的，然后苦嘛着咯，今天苦那样是，路也对家来送起的，所以大数的钱都没拿是多少倍，俺路钱你撇开嘛，俺路钱你撇开无，把撇开来时候，通过20公里破纪录去跟我的一样，我妈今年没行。妈今年没事咯，妈里也比妈里嘅，比妈所以说没事，比当时说话不好的，比当时说话讲话就嘞，比妈所以，一种比妈所以的比当时说话不是的，说比妈个把妈里都冇谈嘞，一种比妈的比当时我做的，那比年的呀，比年我做的是咯，比当时这苦劳我家了，妈个我做的我不晓得。但是那里的爸妈上不了来，到底欧洲也买啥呀？欧洲也，然后就在这种安那边都无锡了哦，都无锡了个，欧洲也安那，乌布里就安那，第二生也安那，这欧洲也嘛说了些那边，比当时个比马欧洲的，比马个不马欧洲的，比当时不马欧洲的，乌布里就也嘛说了些那边，那个人，那样呢，西亚没啥，那样多西的，咱们这安那没西，比如古罗မျိုး。那样是那မျိုး出家本地लोग हम जो मोह मत अमेरिकन की लोग से मारिया की ने गाँव से सी है तब जी ने样呢चलो तो मैं याद दिया है दामियों आराम यो मोह दिल्ली से कोने पहुँची मोह चाहिए उन्हें मार चलो सुनो ऊपरी प्यूई माले पमार लो मुठाने औचुई माले पमार लो मुठाने ऊपरी प्यूई माले पमार लो मुठाने सुनो ऊपरी को पमार लो मुठे ऊपरी लो मारो तिया सिंह ले पमार लो मुठा पो ताई ना नहीं थाम जिन्ना 다 피신 못 주사. 그래서 리스 통과 리스크는 보지 뭐 지가 우리들이 비룡 좀 하고 비룡 피대로 도와주대. 가장 다양한 일이잖아. So, 저 랜사 사마라. 또 통과 리스크는 보지 뭐 지가 우리가 많이로 다양한 일이 아니로 비 쏘더니 하나도 비로 마피데 포지로 다 당수라. 다양한 일이 당수라. 꼭만이 에라고 운노원이 비로 피신 못 주사. 然后1960年的ခုနှစ်မတ်လ1ရက်နေ့မှာရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့အတန်လွင့်ရုံမှာတိုင်းရင်းသားနှီးလို့ဖလှယ်ပွဲကျင်းပပြီးတော့မှဒီတိုင်းရင်းသားကြီးကိုဖြည့်ချင်းဖို့စူးစမ်းနေတဲ့အချိန်မှာ1962ခုနှစ်မတ်လ2ရက်နေ့မှာနေဝင်အာဏာသိမ်းတာအဲ့တော့အာဏာသိမ်းပြီးတော့မှတိုင်းရင်းသားတွေအောင်လုံးကိုမှ
လေးကတော့အဲ့တော့စဖြစ်တဲ့ပြဿနာဒီပြည်တော်စုပြဿနာ Federal ပြဿနာအဲ့တော့ကိုနေဝင်းကအာဏာသိမ်းပြီးဖြည့်ရှင်တော့ဒီမိုကရေစီပါပြတ်သုံးသွားတယ်စိတ်သုံးသွားတယ်ပေါ့အဲ့တော့ Federal ပြဿနာကနေပြီးဒီမိုကရေစီပြဿနာဖြစ်သွားတယ်ဆိုတော့အခုအချိန်မှာကျွန်တော်တို့ကဖြည့်ရှင်းမယ်ဆိုရင်ဒီဒီမိုကရေစီပြဿနာရော Federal ပြဿနာရောတပြိုင်နက်ဖြည့်ရှင်းမှာဖြစ်မှာဒါကြောင့်ကျွန်တော်အစ်စ်ကပြန်လုပ်မယ်လို့ကျွန်တော်ပြောတာဆိုတော့ဒါဆိုရင်တော့ပုံနာလေဘာလို့ကျွန်တော်မြင်တယ်နော်တောင်းမှ40ခုနှစ်ကပြဿနာကိုကျွန်တော်ရှင်းကြတာပါနော်ဒါဆိုရင်တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုနားလည်မယ်လို့မြင်တယ်နောက်ရခိုင်နဲ့မွန်နဲ့လည်းတူတယ်ရခိုင်ဆိုတာကအလောင်းဒီကုန်းမောင်ဖြစ်မှာကွာမင်းဆက်ဆက်ရှိတယ်အလောင်းမင်းတရားပြီးတော့သူ့ရဲ့တော့နောင်တော်ကြီးပြီးတော့နောင်တော်ကြီးဟိုမှာ Confusion ပြီးတော့ Confusion ရဲ့သူ့ရဲ့တော့စင်ကုန်းမင်းကိုသူကနမ်းပြီးထိနှမ်းပြီးတယ်စင်ကုန်းမင်းကိုဖောင်းကားဆောင်မောင်းနေပြီးတော့လုတ်ချန်တက်ဖြစ်တယ်ဟောဖောင်းကားဆောင်မောင်းခုနှစ်ရက်နန်းတက်ပြီးတော့မှဖောင်းကားဆောင်မောင်းပြီးတော့ဖောင်းကားဆောင်မောင်းတက်လိုက်တာဘာကြီးဘိုးတော်ဖျားဒီ Confusion ရဲ့အောက်ကConfusion ဒီလောင်းမင်းတရားရဲ့သားတော့နော်ဘိုးတော်ဖျားဆိုတော့အဲ့ဘိုးတော်ဖျားမှာဘိုးတော်ဖျားလက်ထက်မှာရခိုင်ကိုသွားသိတယ်ရခိုင်ကိုသိတော့ဒီမှာအင်ရှင်သူ့ရဲ့သားအင်ရှင်မင်းကကြတော့သူ့ရဲ့ဘိုးတော်ဖျားရဲ့မြေဘာကြီးတော်ကဘိုးတော်ဖျားတီတော်နန်းတက်တယ်အဲ့တော့ဘာကြီးတော်လက်ထက်မှာပဲဟောဘာကြီးတော်လက်ထက်မှာပဲ1824ခုနှစ်မှာအင်္ဂလိပ်မြန်မာပထမစစ်ဖြစ်တယ်အဲ့တော့ရခိုင်ဒီဗမာအောက်ကိုရောက်ပြီးတော့မကြခင်မှာပဲအင်္ဂလိပ်အောက်ရောက်သွားတာဆိုတော့ရခိုင်ဒီဗမာအပိုင်းမဟုတ်ဘူးဒီမှာလည်းရောက်သွားတယ်ဆိုတော့အင်္ဂလိပ်သိန်းရဲ့အချိန်မှာဗမာပြည်လည်းအောက်ကိုရောက်ခါစားအချိန်မလို့ဗမာပြည်လည်းပါသွားတာတကယ်တော့အကယ်၍ရခိုင်ကဘိုးတော်ဖျားရခိုင်ကိုတော့မသိငယ်ဘူးဆိုလို့ရှိရင်အင်္ဂလိပ်နဲ့စစ်စစ်စရာလည်းအကြောင်းမရှိဘူးဟောအင်္ဂလိပ်ကဘင်္ဂလားနယ်မှာနေတော့ဆိုတော့ရခိုင်ကိုဘိုးတော်ဖျားဘာကြီးတော့ဘိုးတော်ဖျားသိငယ်လို့အင်္ဂလိပ်နဲ့စစ်ဖြစ်တယ်အင်္ဂလိပ်နဲ့စစ်ဖြစ်တော့ဗမာရှုံးတယ်အဲ့ဒါဒီဆိုတော့ရခိုင်ဒီဗမာလောက်ကိုခဏလေးရောက်သွားတာအဲ့တော့မြအတင်းမဲ့ပြီးမှလည်းဆွဲတက်လိုက်တာဆိုတော့ရခိုင်တို့မွန်တို့ဒီအစင်လာရအောင်လွတ်လပ်တဲ့နိုင်ငံအဲ့တော့အရှိရှင်းလေးပဲကျွန်တော်တို့ကကြည့်လို့ရှိရင်တော့အခုအချိန်မှာကျွန်တော်ထောင်ရှင်းရှင်းလေးမြင်သွားပြီအကိစ္စရဲ့တူကျွန်တော်အနေနဲ့စဉ်းစားလို့ရှိရင်ကျွန်တော်တမိုင်းအကြောင်းရကြည့်ရတယ်နော်ဥပဒေအကြောင်းရကြည့်ရတယ်လက်ရှိအနေထားရကြည့်ရတယ်ကျွန်တော် Federal Army ဆိုတော့ကြတော့သူတို့အလံတွေလောက်ကြတော့ဘယ်သူလုံးလဲမသိဘူး American ပုံစံတို့ဒီအပြာနဲ့အစိမ်းနဲ့လုပ်ပြီးတော့မှမိအရွယ်တူချက်ပြဆက်လေးလုံးလောက်ထားသေးတယ်ဟာကျွန်တော်မတွေးလဲဆိုတော့မလူငယ်တွေစိတ်တော့ပြင်းထန်တယ်ပေါ့နော်ဒါပေမဲ့တော်လိုင်းကြောင့်မသိတော့အနည်းကြီးတယ်လို့အဲ့ချက်ဆက်လေးလုံးဆိုတော့နေဝင်းလောက်ထားခဲ့တဲ့ဂျင်းပြအဲ့ဒါအမားကြီးဆိုတော့ကျွန်တော်အခုချိန်မှာရှင်းသွားပြီလို့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့အခုချိန်မှာကျွန်တော်ဒီဖက်စစ်အကြမ်းဖက်တွေကိုတော်လှန်တဲ့နေရာမှာအားလုံးတိုက်အခုကျွန်တော်ပြောခဲ့တဲ့ဒီလူမျိုးနယ်စုတွေအားလုံးပေါ့အားလုံးစစ်တပ်ကအောက်မှာရောက်နေမယ့်အစားဥပုံစံနဲ့ကိုတော်လှန်ပြီးတော့မှတိချရှိနေတာကောင်းတယ်နော်ဒါနဲ့ကျွန်တော်တို့အားလုံးကအစင်နာအရလည်းပဲအခုနှစ်တည်းအများကြီးတူနေခဲ့တယ်ဆိုတော့ပြန်စုဖွဲ့နိုင်တော့ကောင်းတယ်နော်ပြန်စုဖွဲ့နိုင်ကောင်းတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီအားလုံးသဘောတူညီမှုတေချာရပြီးတော့မှလုပ်တာကောင်းတယ်ဆိုတော့ Federal ဆိုတဲ့အထိပ္ပယ်ဒီ Federal ဒီပေါင်းစီတော့သဘော Covenant လို့ Federal ကဆိုတဲ့လက်တင်စကားလုံးပါလာတယ်အဲ့ဒါဒီတော့သဘောတူညီချက်တော့ပေါင်းစီခြင်းလို့ဒီပဲရတယ် Federal ကပေါင်းစီတာပေါင်းစီလက်ချက်တဲ့သဘောမျိုးပဲကျွန်တော်ပြောတာဒီလူတွေပေါင်းဖွဲ့ကြတာပေါင်းဖွဲ့တယ်ဆိုတော့အားလုံးပေါင်းဖွဲ့လို့အကျိုးရှိနေတယ်လို့ပေါင်းဖွဲ့တာအဲ့တော့လူတွေယူတဲ့အချိန်တော့လည်းပဲပြည်မဆိုတဲ့ပြည်ထောင်နဲ့ကချင်ပြည်ထောင်နဲ့ရှမ်းပြည်ထောင်နဲ့ချင်းပြည်ထောင်နဲ့ပေါင်းဖွဲ့တယ်ပြည်ထောင်စုတယ်ဆိုတာအားလုံးပေါင်းဖက်ခြင်းအပြင်ပေါင်းဖွဲ့ခြင်းအပြင်ပေါင်းစုခြင်းအပြင်ပြည်ထောင်စုခြင်းအပြင်အကျိုးရှိမယ်တယ်လို့ဆိုကြတာပါဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့နော်1949ခုနှစ်အခြေခံဥပဒေနဲ့1935တော့စခဲ့တဲ့အခြေခံနည်းနည်းလေးကိုရေးစားမိလို့မြန်မာတယ်နော်ကျွန်တော်အလင်းတင်တဲ့လိုမျိုးလို့တမိုင်းဆောင်နေလေကျွန်တော်ဆွေးနွေးတော့ပါမယ်ကျေးဇူးတင်ပါတယ်နော်အရေးတော့ကျွန်တော်တို့နိုင်နေတယ်ကွာဆက်နိုင်အောင်ကျွန်တော်တို့နေ့စဉ်နဲ့ကျွန်တော်တို့တောင်းကြိုးစားထားမှာဖြစ်မယ်ကျေးဇူးတင်တယ်